ဟင်းကြီးများရအောင်ခေါ်တာကျွန်တော်ကုန်စားပါတယ် အေးကောင်းတာပေါ့အဲ့ဆိုရင်ထဲစားဝါဟိုစားလို့မရလို့ပြီးပါလား ကိုယ့်ကိုစူးစမ်းပြီးစားကြည့်လေ ဒါကိုယ့်ဘာသာကိုလည်းထည့်စားတယ် ဟောရပါတယ်ကျွန်တော်ဖေးဆိုင်မှာပဲစားလိုက် မပြီးလေတဲ့အေးရတယ် ခွားရီရောစား စားပါရတယ်စားရစားနော်မစားတော့ဒီဘက်ထဲစားပါဦးရော